ဖြစ်ပေးထားတယ်ဆိုတော့ KB level 2မှာအစားအစာတွေငွေသားတွေလည်းဟုတ်တယ်ငွေစင်းမတော်ခက်ခဲဒီမှာတွေတော့ level 2ကိုဖြစ်ပေးတာ level 3ကိုတောင်းပြီးဆိုတော့အဲ့ဒီလိုပြောတာမျိုးလုံးဝမရှိတော့ဘူးယုံကြည်စိတ်ကြတော့ပြန်လဲသုံးလို့ရပါပြီနော် အေးညီမလေး ဒီလိုဖုံးစက္ကန်ထိမှခင်မိတာနော်မင်းတို့ခင်မိသွားပြီလားဒီလိုဖုံးစက္ကန်ထိမှခင်မိရနော်ခုခိကမင်းတို့ရောခင်မိသွားပြီလား ဆိုညီမလေးပတ်စံ နှစ်တာလေးထားပါတယ်ကျွန်တော်ကနေပြီးတော့အပေါင်းရဲ့အကောင်လေးကို every ညှစ်ပြီးသွားပဲရှင်ဝေးသွားမပြောင်းပြသွားဘူး level 2ကနေ level 3ကိုပြင်လိုက်ပြီးပြီးပြီးနေမှာဖြစ်တဲ့ရှင်ဒီဘောက်ကလည်းကျွန်တော်ရဲ့ KB level 2ကိုတရားဝင်ပေးလိုက်ပြီး level 3ရဲ့ ဒီလားအမျိုးမျိုးကိုမှဒီလားလိုက်ပြီးတော့ဆက်နေတာဒီလိုပဲနော်ဒီပုံစံကြီးကရိုးသားပြီဆိုတာသူတို့သိပြီမယ်ဒါပေမဲ့ဆက်တာဘာဖြစ်လို့လဲဆိုတော့10ရောက်ဆက်ရင်တယောက်နှစ်ယောက်ကတော့ရမှာဆိုတော့ရိုးသားတဲ့လူတွေဆိုရင်တော့ပါသွားပြီဒီလိုဗီဒီယိုတွေအများကြီးရှိတဲ့အထက်မှာဒီအမကြီးဗီဒီယိုတွေရွေးပြီးလောက်တာဒီမကြီးပြောတာကမိစနစ်ကြတယ်မဆိုးအဲ့ဒါကြောင့်မို့ကျွန်တော်ဒီဗီဒီယိုလေးရွေးပြီးလောက်တာဖြစ်ပါတယ်အားလုံးလည်းသတိထားကြပါခင်ဗျာ တောင်းပြီးတော့မယ်ဗမာလုံးတောင်းပြီးပြောင်းမလို့နော်အမ အေးညီမလေးအဲ့ဆိုအမအရင်ပတ်စံလေးထုတ်လိုက်အောင်မယ်လေထုတ်ပြီးမှညီမလေးလုပ်ပြီးမလား ဟုတ်ကဲ့ပါမ level 2ကိုဖြတ်ပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်ဘာလို့မကနေပြီး level 2ကိုဖြတ်ပေးလိုက်ပြီးဆိုဝေဝေထပ်နေရတော့ဘူး level 3နဲ့တောင်းပြီးမှဝေဝေထပ်ပြန်ရမှာနော်အမ ဟုတ်လားအဲ့ဆိုအမကတော့အဆန်ရှိနေတာဘယ်လိုလုပ်ရမလဲမသိဘူးငွေအရင်ထုတ်ချင်တယ်အေးထုတ်လိုက်အောင်မယ်အေးထုတ်ပြီးမှလုပ်ပြီးလို့ရလား ဟုတ်ကဲ့ပါအမလောကစိတ်ဝင်နေချင်းကျွန်တော်သွားနေပြီး level 2တောင်းပြီးထားတာအမရဲ့ဝေသားလောကမဖြစ်တာလို့နော် ညပတ်စံကိုတော်တော်အချောင်းလူကြီးပြီးတော့စားတော့ရှင်တာမကြောက်ဘူးလားမသိဘူးနော်အပူစားတယ်လက် ကျွန်တော်ဝေသားနဲ့တက်တာကဝေသားဘယ်တော့ဝေရှိကျွန်တော်ကနေတောင်းခံနေတောင်းပြီးလို့ရှိတယ်ဒီလိုအဲ့ဒီနှစ်တောင်းလို့တယ် level 2တောင်း အေးအဲ့ဆိုညီမလေးကကျွန်တော်နာမည်ဘယ်သူလဲညီမလေးဘာရာဒူးလေးလဲ ဟုတ်ကဲ့ပါဒီတော့ဝေနေကြရလို့ပါရှင် အေးနာမည် ဆိုပါတော့အမ စုတစင်ဘယ်သူညီမလေးစုတစင်စော ဟုတ်ကဲ့ပါ မန်နေဂျာတမီးကဘယ်ရလဲ ဟယ်လို စုတစင်တမီးကဘယ် ဒီလည်းကောက်မှတ်နေပြီနော်ထိတော့မယ်ဒီနေ့တော့ထိတော့မှာနင်း ဘယ်ရဲ့မန်နေဂျာလဲတမီး ဟုတ်ကဲ့ပါရှုပ်တဲ့ခါလဲဗမ်းဟယ်လို ဩ84လားအမ88လမ်းမှာအမတူမရှိရတော့အဲ့ဆိုညီမလေး88လမ်းကိုတွန်းလို့ရောရလား ဒီမှာတက်လာလို့ပြေးထားရတာပြီးတော့ငါမှငါတို့ဖြစ်နေတာလေးတော့ပြောမင်းနဲ့ကျွန်တော်ကလည်းဒီတောင်းပြီးတာငါတို့ကလည်းမိတာ သူတို့ပြောလို့သူတို့ချစ်ချင်တယ်ပြောလို့မရဘူးဆိုရင်သူတို့ကအမေဆဲတော်ဆဲသွားတာဆရာအမေ ဒီကိုရရင်ဒီကလည်းဘာလဲကောက်ပိတ်နေလိုက်တဲ့တောင်းဝင်ထပ်ပြရတော့ဘူးဘာလဲကျွန်တော်ကဘာလို့ခေါ်နေဆိုရင်အမတို့မှာတောင်းဝင်ထုတ်တာလေးလို့ယူတော့မရှိတော့နော် အေးမို့အမတူမကလည်းတမီးမန်နေဂျာပဲတမီးကိုမတိကြရနေမှာတိလားဟိုကလေ KT မြစ်တမီးတိလားမသိဘူးတမီးကိုမန်နေဂျာချင်းချင်းဆိုတော့လေ ဟုတ်ကဲ့ပါမသိပြီးပြီပါနော် တိရလား သူကဒီဘက်ကရန်ဘက်ကရန်ဖိတာဒီသိပါလေအာဒီကော ဆိုတမီးအဲ့ဆိုရင်တမီးအမတူမကိုရအောင်ကူညီတောင်းလိုက်မယ်လေတမီးကိုချင်းချင်းနဲ့ချိတ်ပေးလိုက်ပါလား ပါရပါတယ်ရှင်အခုညီတောင်းလို့ရတယ်နော်မမသူ့ဟာအခုညီတောင်းမယ်ဆိုလို့ရှိရင်နော် အဲ့ဒါစကားမဆက်ပြောမှတဲ့ကျွန်တော်ချာချီရလို့တော့မထင်ပါနဲ့နော်ကျွန်တော်တို့ဒီရှိသူများနေမတိုင်ခင်ကကျွန်တော်တို့မြန်မာပြည်ကနေလှမ်းပြီးတော့ချောကလက်လှမ်းဝယ်တာ8သိန်းကျော်ဘူးအကောင့်တူနဲ့တို့တော့လိမ်သွားရောနော်ကျွန်တော်ပြည်စင်းလှမ်းမာတယ်လှမ်းမာပြီးတော့ငွေတွေပါရှင်းပြီးသွားပြီအဲ့ဒါပြီးတော့သူတို့ဘက်ကဘာမှကြောင်းပြန်တော့ပြည်စင်းမပို့ဘူးစာရေးလဲကြောင်းမပြန်ဘူးဟာဟုတ်လားကြီးလားဘယ်လိုလဲပြောရမလို့ငွေဝင်ရသွားပြီလို့သူတို့ကမသိကြံဆောင်သွားတာဟိုတို့ဗာလဲဟို supply လိုက်တဲ့နီလာလားဗာနဲ့စာနီအကောင့်နဲ့အကောင့်တူနဲ့တွားတို့တာကျွန်တော်တို့8သိန်းကျော်ပါသွားပါတယ်ဒါတော့ကျွန်တော်အဲ့လိုကျွန်တော်ခံရတာပဲနော်ဒီလားမရှိဘူးဒါမျိုးတွေကအခုလိုမျိုးဖုံးဆက်ပြီးတော့ဖုံးဆက်ပြီးပြောတယ်ဆိုရင်ကျွန်တော်ဖေတွေမေတွေနော်ဂျိုးသားတဲ့လူတွေဆိုရင်ဒါပါသွားမှာပဲဒီလားပါသွားမှသိကြတယ်အကြောင်းမလို့ဒီလိုစိတ်ကြပါဘယ်လိုပြောရမလဲကိုယ့်ရဲ့ဟိုမိဘတွေညီကောင်မောင်နှမတွေလည်းပြောထားကြပါဒီလိုဖြစ်နေတယ်မလုပ်ပါနဲ့ဆိုတော့ကျွန်တော်မျိုးတခြားကကနနပြောပြထားပြီးပါမယ်နော် ကောင်းစားမြင့်တဲ့တော့ရောဆောင်ပြရမယ်ရှင်တမန်မရဲ့ပြုဆောင်ပြရမယ် အေးအဲ့ဆိုရတယ်တမီးအမပေါ်လိုက်မယ်နော်အေးအမပေါ်လိုက်မယ်နော်ကျေးဇူးနော်ညီမလေးကျမမတော်လို့မဲစီလား လောက်
နော်ဟိုဘက်ကဒီဘက်ကလည်းရန်တမ်းပြီးတော့ဟိုကီတီမြင့်တိလာဆိုဟိုဘက်ကလည်းတိတယ်တဲ့နော်ရန်တမ်းတုတ်တာတိလားကဲဆိုတော့အားလုံးပဲဂရုစိုက်ကြပါကိုယ့်ရဲ့လှုပ်စာဘယ်လောက်ပဲဖြစ်နေပါစေနော်ကိုယ့်ရဲ့ချွေးနေတဲ့နဲ့လှုပ်ထားတဲ့ပတ်စံတော့ပါသွားရင်တော့အရင်နှမျောစရာကောင်းပါတယ်ဟိုဘက်ကလိန်စားတဲ့လူတွေကလည်းအပူစာကိုအပူစာမှမသိဘူးလိန်စားကြတယ်ပေါ့နော်ဒီလိုဗီဒီယိုတွေကတော့အများကြီးရှိပါတယ်အများကြီးရှိတယ်မှဒီအမဗီဒီယိုပြန်ပြီးတော့တုတ်ပေးလိုက်တာဖြစ်ပါတယ်ဆိုတော့ရိုးသားတဲ့ကိုရီရဲ့မိဘတွေညီမမတွေလှမ်းလက်ပြီးပြောထားပါသူတို့ကဖုန်းသုံးနေပါတယ်ဖုန်းသုံးနေတော့ဒီလိုဟာမျိုးတွေ့ကြမှာလည်းတွေ့မယ်မြင်ကြမှာလည်းမြင်မယ်ဆိုတော့ကိုရီကနေကနနာပြောထားပါဒီလိုဖုန်းဆက်လိုက်တော့ဒီလိုမဖြစ်ပါနဲ့တော့မဖြစ်ပါနဲ့ဆိုတဲ့အကြောင်းကိုညီမမရပြောပြထားပေးပါကဲဆိုတော့ဆုံးဖြတ်ကြည့်တော့ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ AND ပဲဖြစ်ပါတယ်ကဲအားလုံးပဲဘိုင်